ဆွမ်းကောင်းတစ်မျိုးမင်းကလည်းအချင်းကြာညှိလေစီးဆွမ်းကောင်းတစ်မျိုးမင်းကလည်း ဟုတ်အဲ့ဒါကိုကျွန်တော်ဘယ်လိုသုံးဆွဲရမှာလဲ မင်းကလည်းဥတူတူအထတာပဲကွာမင်းဒီစီးချက်ပါလေကွာဒါလေးအဲ့တော့ပြီးနေပြီမင်းက တစ်လုံးနဲ့ပါလား ကျန်တော့ငါတော့လို့ကုန်ပြီနော်ဒီတစ်လုံးတော့မင်းကန်ကောင်းလို့ရတယ် ဟုတ် ဟိုဒီဆေးက3မျိုးရှိတယ်30 60 90ခန္ဓာကိုယ်ရဲ့အနေထားကိုယ့်ရဲ့အလေးချိန်ကိုမူတည်ပြီးတောက်ရတာနားလည်လားတခုတော့ရှိသေးတယ်နော်ဒီတိုင်းတောက်လို့မရအောင်ဆရာဝန်ရဲ့လမ်းညွှန်ချက်ပေါ်မူတည်ပြီးတောက်ရတဲ့ဆေး ဩကျွန်တော်ကြတော့ဆရာဝန်လမ်းညွှန်ချက်နဲ့တောင်းမယ် အေးလေ ခမရကြတော့ ငါအရင်ဘကဆရာဝန်လေတေသွားပြီးတော့ငါခုမင်းရဲ့ကိုယ်ဆောင်နဲ့ဖြစ်နေတယ် ဩဒါနဲ့ဘယ်လိုတောင်းရမှာလဲ ခွာနေရချင်းလည်းလဲလို့ရှိရင်ဒီမှာဒီလိုထောက်တယ်ကွာရေရှိကြီး ဩခမရခုနကလိုဖန်ဆင်းလိုက်လေဗျာ ဈေးကြီးတယ်မဝင်နိုင်ဘူးရေရှိလားပြီး ရှိ ချောင်းပါတမင်ဒီမှာဟောဒီလိုကိုင်းနေ ဟုတ် တော့အဲ့လိုတောက်ရတယ် ကျွန်တော်တောက်ဖို့ကြတော့ ကုန်သွားပြီ သူဘာလုံးနေရလဲမသိဘူးစကားတန်နေရလဲကြားနေရတခုခုတော့တခုခုပဲဘာကြီးကြိတ်ကြံစီနေလဲလည်းမသိပါဘူးငါ့ကိုလည်းကူညီပေးမဲ့လူများမရှိကြတော့ဘူးလားကူညီပေးမဲ့လူပုံလိုက်သိကောင်းပါပဲ နေစုဒီမလေးဒီချိန်ကျမှငါ့ကိုတန်းတာလားဒီခန်းထဲကိုဝင်လာခဲ့နဲ့တိုင်းနေသိနေတာပေါ့ဟဲ့ ဟုတ်ရှင်းတူလေ ဟာဘသူကမှငါနင်းရပို့ဆောင်နေပြီ ကိုတော့နော် ဟုတ်တယ် ကိုတော့လဲဆိုရင်လေဟိုကျမတို့တကူလောက်ကူညီစမ်းပါသူကလေဟိုတယောက်တည်းတော်နဲ့